တခါကကြက်တုံမှုနယ်မှာနေထိုင်နေတဲ့မင်းသမီးလေးတယောက်ရှိခဲ့ပါတယ်။သူမကိုကျင့်လာတဲ့စကားတစ်ကောင်းတွေကြောင့်သူ့ရဲ့အဖိုးအောင်ကြီးနေတိုင်းအမျိုးသားတွေလာကြည့်ရင်ကမ္ဘာအလှပတွေကိုလေ့လာရင်းစူးစမ်းကြပါတယ်။တနေ့မှာမင်းသမီးလေးကနနက်ခင်းတစ်ခုမှာငှက်လေးတစ်ကောင်ကချစ်စရာကောင်းတဲ့အတန်လေးမီမီကလိတ်နဲ့တချင်းဆိုနေကူတန်လွင်ထဲနောက်လွတ်နေလှပနေတဲ့အခါသတိထားကြည့်မိပါတယ်။မင်းသမီးလေးကအယမ်းတက်တယ်ဒါကြောင့်ငှက်ကိုဖိတ်ကြားဖို့စိတ်ကူးမရခဲ့ပါဒါပေမဲ့နောက်နေ့မင်းသမီးကတနင်္ဂနွေနေ့မှာအယမ်းစိတ်နေထိုင်ဖို့ကြိုးစားပြီးဆိုလီတေးဆိုတာနေ့ကိုစင်ပြင်တင်တဲ့အခါငှက်လေးဟောက်နောက်ပြန်လဲကိုအစာမစားပဲမေ့နေပါတယ်ငှက်လေးဟာမင်းသမီးတယောက်ကိုတင့်လျော်တဲ့စွမ်းရည်အမြင်မပြောတဲ့သူမကမင်းသမီးလေးထက်မှန်စိတ်ချရတာငှက်လေးဟာအလုပ်တွေကိုအကောင့်တက်ဆောက်ရှောက်ပြီးသူတို့အကူမြင်ဘက်မှာလည်းချစ်ချင်းမေတ္တာပြလို့ရပါတယ်ကျွန်တော်တင်ကြိုက်ပွဲတင်ဟာငှက်လေးလိုချစ်စရာကောင်းတယ်လို့မင်းသမီးလေးတို့ဒီနေ့ထင်မြင်တဲ့စီရင်ချက်ကိုချပြခဲ့ပါတယ်ဒါကြောင့်မင်းသမီးနဲ့ငှက်လေးသည်ချစ်ချင်းမေတ္တာအပြုံးနဲ့ထည့်သွင်းခဲ့ကြပြီးစကားကောင်းတွေကိုအတွေးတွေဖြားဖြင်းပြီးတန်လွင်ခိုးမျက်နှာများနှင့်ဖျော်ဖြေရန်တဘဝတွင်အတိတ်ပဲတစ်ခုရရှိခဲ့ကြသည် Thanks for watching. Please subscribe.